တင်ကားစာများကြီးကိုအချင်းတို့အတွင်းကောင်းတဲ့ဝင်အောင်ဘယ်လိုလုပ်ရမလဲဆိုပြီးစိတ်ညစ်နေတဲ့ကျောင်းသားတယောက်လားကိုလေ့လာရမယ့်စာတွေကိုပြင်းစရာကောင်းတဲ့စာကြောင်းတွေအဖြစ်ကနေကိုပိုင်းပေါ့ကတ်တွေဗီဒီယိုတွေ slide တွေစသဖြင့်ပုံစံအမျိုးမျိုးနဲ့တုပ်ပေးနိုင်တဲ့ AI ရှိတယ်ဆိုရင်မိတ်ဆွေတို့စိတ်ဝင်စားကြမလားအားလုံးပဲမင်္ဂလာပါကျွန်တော်နာမည်ကတော့ Oliver ဖြစ်ပါတယ်ဒီနေ့ဒီဗီဒီယိုမှာတော့ကျွန်တော်တို့ရဲ့လေ့လာတင်ယူမှုပုံစံကိုလုံးဝပြောင်းလဲပေးနိုင်တဲ့ Notebook LM AI ထိုးလေးအကြောင်းကိုကျွန်တော်ပြပြပေးတော့မှာဖြစ်ပါတယ် Notebook LM ဆိုတာကျောင်းသားတွေအတွက်ပြောရမယ်ဆိုရင်ကျွန်တော်တို့လေ့လာမယ့်အကြောင်းအရာ resources တွေကိုရွေးထည့်ပြီးတော့အဲ့ဒီ resources ပေါ်မူတည်ပြီးတော့ကျွန်တော်တို့နားမလဲတဲ့ပိုင်း machine နဲ့ပိုင်းဆက်တဲ့ဖြစ် AI ကိုကြိုက်တာမေးနိုင်ပါတယ်။နောက်ထပ်ပုံမှန်တဲ့ future တစ်ခုကတော့ကျွန်တော်တို့ပို့ပြီးတော့နားလည်လွယ်အောင်မမိအောင်စိတ်ဝင်စားဖို့ကောင်းအောင် pocket တွေ video တွေ slide တွေဆက်တဲ့တနေရာထဲမှာပဲ future မျိုးစုံပြောင်းလဲနိုင်တဲ့ AI tool ဖြစ်ပါတယ်။ Notebook LM မှာဆိုရင်အဓိက၃ပိုင်းပါဝင်ပါတယ်။ resources, chat, studio resources မှာဆိုရင် file, website, drive, copy tag စသဖြင့်မတူညီကွဲပြားတဲ့ resources အမျိုးမျိုးကိုထည့်လို့ရပါတယ်။ဒါမှမဟုတ်ကိုကပို့ပြီးတော့ resources လိုချင်တဲ့ AI ကိုရှာခိုင်းလို့ရပါတယ်။ check မှာဆိုရင်ကိုယ်တိုင်း customize လုပ်လို့ရတဲ့ computer check လေးပါပါမယ်။နောက်ထပ်တစ်ခုကတော့ history ကိုဖြတ်ဖို့အတွက် history delete icon လေးပါပါမယ်။နောက်ဆုံးအနေနဲ့ကျွန်တော်တို့ AI ကိုကြိုက်တာမေးဖို့အတွက် AI chatbot လေးပါပါမယ်။ Studio မှာဆိုရင် future ကိုအထိပါဝင်ပါတယ်။အချင်းချုပ်နားလွယ်အောင်ပြောရမယ်ဆိုရင်မတိတချက် audio overview ကျွန်တော်တို့လူနဲ့ရောက်စကားပြောနေတဲ့ podcast လိုမျိုးနားထောင်ချင်နေဆိုရင် audio overview ကိုအသုံးပြုလို့ရပါတယ်။နံပါတ်2အချက် slide တက်တော့ presentation လုပ်တာပဲဖြစ်ဖြစ် slide ကိုသုံးပြီးစာလေ့လာတာပဲဖြစ်ဖြစ်ဒီ future ကိုကျွန်တော်အသုံးပြုလို့ရပါတယ်။နံပါတ်3အချက် video overviewကျွန်တော်တို့လေ့လာမယ့်အကြောင်းအရာတွေကိုဗီဒီယိုအနေနဲ့ပြောင်းပြီးကြည့်ချင်နေဆိုရင်သုံးလို့ရပါတယ်။နံပါတ်4ချက် mind map ကျွန်တော်တို့လေ့လာထားတဲ့အကြောင်းအရာတွေကိုပို့ပြီးမမိလွယ်အောင်နားလည်လွယ်အောင်အသုံးပြုလို့ရပါတယ်။နံပါတ်5ခုမြောက် report ကျွန်တော် report ထုတ်တာဖြစ်ဖြစ် blog post တွေရေးတာပဲဖြစ်ဖြစ်စသဖြင့်အချိန်မျိုးမှာဆိုရင်ကျွန်တော်တို့အသုံးပြုလို့ရပါတယ်။နံပါတ်6ခုမြောက်နဲ့9ခုမြောက် flag နဲ့ quiz မှာကြတော့ကိုလေ့လာထားတဲ့အကြောင်းအရာကိုဘယ်လောက်နားလည်လဲဘယ်လောက်မမိလဲသိချင်နေဆိုရင်ကျွန်တော်တို့အသုံးပြုလို့ရပါတယ်။နံပါတ်10ခုမြောက် infographic ဆိုတာကိုယ့်ရဲ့အကြောင်းအရာတွေကိုပုံတပုံထဲမှာပဲအားလုံးခြုံငုံကြည့်ချင်နေဆိုရင်ကျွန်တော်ဒီရဲ့ infographic ဆိုတဲ့ future ကိုကျွန်တော်အသုံးပြုလို့ရပါတယ်။နံပါတ်9ခုမြောက် data table ကျောင်းသားတယောက်အနေနဲ့တော့ data table ကအရင်အသုံးမဝင်ပေမဲ့ဒီစီးပွားရေးသမားရှင်တွေအတွက်ကတော့တော်တော်အသုံးဝင်ပါတယ်။စိမ်းတွေလောက်တာစိမ်းတွေနိုင်ရှင်ခိုင်းတာစသဖြင့်နေရာမျိုးမှာအသုံးပြုနိုင်ပါတယ်။ Pro tip အနေနဲ့ Notebook LM ကိုထိထိရောက်ရောက်အသုံးပြုတတ်ချင်တယ်ဆိုရင်နံပါတ်1တစ်ချက်ကိုယ့်အတွက်တကယ်အရေးကြီးတဲ့ resources တွေကိုပဲရွေးထည့်ပါ။ AI ကို resources တွေအများကြီးရှာခိုင်းနေမယ့်အစားကိုယ့်အတွက်တကယ်အရေးပါတဲ့ resources တွေကိုပဲရွေးထည့်ပါ။နံပါတ်2အချက်ကိုနဲ့တင်တော်တဲ့ပုံစံကိုအချိန်ပေးပြီး customize လုပ်ပါ။ဥပမာပြောရမယ်ဆိုရင်ချက်ပေါက်မှာပါတဲ့ confuser chat ဒါမှမဟုတ် studio မှာပါတဲ့ video slide mind map စသဖြင့်တစ်ခုချင်းစီမှာကိုစိတ်ကြိုက် customize လုပ်လို့ရတဲ့အတွက်အချိန်ပေးပြီးကိုနဲ့တင်တော်တဲ့ပုံစံကို customize လုပ်ပါ။တတိယတစ်ချက် Google AI Gemini နဲ့တွဲတုံးပါ Google AI Gemini မှာ Notebook LM နဲ့တွဲတုံးနိုင်တဲ့ future ပါပြီးသားတဲ့အတွက်ကျွန်တော်တို့လေ့လာထားတဲ့အကြောင်းအရာတွေကို content ပြန်ရေးတာဒါမှမဟုတ် video script ထုတ်တာ website လုပ်တာစသဖြင့် Google AI Gemini နဲ့တွဲတုံးလို့ရပါတယ်။နံပါတ်4အချက်ကိုနဲ့တင်တော်တဲ့ language ကိုရွေးတုံးပါကိုနဲ့တင်တော်တဲ့ဘာသာစကားကိုရွေးချယ်ပါကိုကအင်္ဂလိပ်စကားအားနည်းတယ်ဆိုရင်မြန်မာလိုပြောင်းတော့မှာကိုကျွမ်းကျင်တဲ့ language ကို stain တွားပြီးအလွယ်တကူကျွန်တော်တို့ language change ပြီးပြောင်းတုံးလို့ရပါတယ်။ကျွန်တော်တို့ဒီလောက်သိပြီဆိုရင် Notebook LM ကို Pro level လောက်အသုံးပြုလို့ရပါပြီ။မိတ်ဆွေကနည်းပညာအကြောင်းအရာတွေကိုအမြဲမပြတ်လေ့လာချင်တယ်ဆိုရင်ကျွန်တော်ရဲ့ channel လေးကို subscribe နှိပ်ခဲ့ပြီးစောင့်ကြည့်ပေးခဲ့လို့ရပါတယ်။အားလုံးပဲကောင်းသောနေ့လေးဖြစ်ပါစေခင်ဗျာ။